CEO ကမိကက်လိမ့်တဲ့မျိုးသမီးတွေကိုအလွန်မင်းမုန်းတီးတာကြောင့်သူအားလက်ရက်ကနေပြန်ရောက်လာပြီဆိုတဲ့သတင်းကိုကြားတာနဲ့ဝန်ထမ်းမျိုးသမီးတွေဟာမိကက်တွေကိုအသေးတန်ဖျက်ပစ်လိုက်ကြပါတယ်ပြီးတော့ CEO ကိုကြိုဆိုဖို့အတွက်အားလုံးစုပေါင်းပြီးဝတ်စုံတွေဂျက်ကက်တွေကိုဝတ်ဆင်လိုက်ကြပါတယ်ဒါပေမဲ့ဝန်ထမ်းတစ်ကတော့ဒီစည်းကမ်းတွေကိုမသိရှာပါဘူးသူမကတော့စိုးရိမ်တကြီးနဲ့ဘေးမှာရပ်နေခဲ့ပါတယ်အဲ့ဒီချိန်မှာသူမကိုမုန်းတဲ့မန်နေဂျာတယောက်ကသူမကိုရည်ရွယ်ချက်ရှိနဲ့ရှေ့ကိုတွန်းထုတ်လိုက်ပါတယ်ဘယ်သူမှမမျှော်လင့်ထားဘဲနဲ့သူမဟာ CEO ကိုမတော်တဆအနမ်းပေးမိသွားခဲ့ပါတယ်လူတိုင်းတုန်လှုပ်သွားကြပါတယ်သူမကတော့ငါတော့အလုပ်ပြုတ်ပြီလို့ထင်ပြီး CEO ကိုအမြန်တောင်းပန်လိုက်ပါတယ်ဒါပေမဲ့ CEO ကသူမကိုရုတ်တရက်ဖက်လိုက်ပြီးသူမကိုအလွန်လွမ်းနေကြောင်းတဖုတ်ဖို့ပြောပါတော့တယ်သူမကတော့ဒီလူကိုတစ်ခါမှမမြင်ဘူးတာကြောင့်အံ့ဩနေခဲ့ပါတယ်ပိုပြီးအံ့ဩစရာကောင်းတာကအဲ့ဒီလူကသူ့လက်ထောက်ကိုသူမကိုကြီးကြပ်ရေးမှုထားခဲ့ရတဲ့အဖြစ်ယာရုတိုးပေးဖို့နဲ့တနက်လောက်ခလာစာဒေါ်လာ9တန်းပေးဖို့အမိန့်ပေးလိုက်တာပါပဲပြီးတော့သူမကိုရုံးခန်းထဲခေါ်သွားပြီးထိခိုက်မိတာမျိုးရှိမရှိစစ်ဆေးပေးပါတယ်သူမကလာစာတိုးပေးတာနဲ့ပတ်သက်ပြီးမေးမြန်းဖို့ပြင်နေတော့မှာပဲအဲ့ဒီလူကသူမပခုံးပေါ်မိချလိုက်ပြီးအိပ်ပျော်သွားပါတယ်အဲ့ဒီချိန်မှာသူ့မျက်လုံးတွေကထူးဆန်းတဲ့အယောင်တစ်ခုလက်သွားပြီးချက်ချင်းနိုးလာပါတယ်ဒါပေမဲ့အခုနောက်ကဖြစ်ခဲ့တာတွေကိုသူမေ့သွားပုံပါပဲသူကရုံးခန်းထဲကိုခွင့်ပြုချက်မရှိဘဲဝင်လာရဲတဲ့သူမကိုစူပူချင်းမောင်းလိုက်ပါတယ်ပြီးတော့လက်ထောက်ကိုချက်ချင်းခေါ်ပြီးသူမကိုအလုပ်ထုတ်လိုက်ကြောင်းကြေညာလိုက်ပါတယ်သူမရောလက်ထောက်ပါကြောင့်သွားကြပါတယ်သူမကအဲ့ဒီလူကိုစိတ်ရောဂါတီတယောက်လိုပြောဆိုပြီးတော့မှအခြေအနေရဒေါသတက်ကြီးနဲ့ထွက်သွားရပါတော့တယ်သူမထွက်သွားတာနဲ့တပြိုင်နက်အဲ့ဒီလူကကော်ဖီတောက်ရင်းတကြားတုံးတုံးဆူသွားပါတယ်အတန်ကျဲကျဲကြားလို့လက်ထောက်နဲ့သူမပြန်ရောက်လာကြပါတယ်အရေးပေါ်အခြေအနေမှုသူမက CEO ရဲ့ဘိုက်ကိုအသေးတန်ပုတ်ပေးလိုက်ပါတယ် CEO မင်းမျောသွားတာကိုမြင်တော့သူမကသူ့ကိုမြေကြီးပေါ်လဲချပြီးအသက်ရှူလမ်းကြောင်းဖွင့်ပေးလိုက်ပါတယ် CEO ရဲ့အသက်ရှူတာတွေပုံမှန်ပြန်ဖြစ်သွားပြီးနောက်မှာတော့သူမကိုမုန်းတဲ့မန်နေဂျာကကုမ္ပဏီကနေအမြန်ထွက်သွားဖို့ပြောလိုက်တာကြောင့်သူမလဲဘာမှမတက်နိုင်ပဲထွက်သွားလိုက်ရပါတယ်သူမထွက်သွားပြီးတဲ့နောက်မှာတော့ CEO တယောက်အသေးစိတ်ပြန်ဝင်လာပြီးမျက်လုံးတွေကထူးဆန်းစွာပြန်လက်လာပါတယ်သူကသူ့လက်ထောက်ကိုသူမဘယ်ရောက်သွားလဲလို့ချက်ချင်းမေးပါတယ်သူမကိုအလုပ်ထုတ်လိုက်ပြီဆိုတာသိသွားတဲ့အခါသူအလွန်ဒေါသထွက်ပြီးဘသူကသူမကိုမောင်းထုတ်လိုက်တာလဲလို့မေးပါတယ်သူကိုယ်တိုင်ပဲသူမကိုအလုပ်ထုတ်လိုက်မိမှန်းသိသွားတဲ့အခါလက်ထောက်ကိုချက်ချင်းသွားရှာခိုင်းပါတော့တယ်လက်ထောက်ကသူဖျားတက်နေတယ်လို့ထင်ပေမဲ့သူ့နှစ်ဖူးကပူမနေပါဘူးအဲ့ဒီလူကသူ့မှာကိုရီကိုသွေးနှမျိုးဖြစ်နေပြီဆိုတာသိသွားပြီးသူ့ရဲ့ဒုတိယကိုရီကိုသွေးကသူမကိုအလုံးမထုတ်နိုင်အောင်သူမကိုအလုပ်ထုတ်လိုက်မယ်ဆိုရင်သူ့ပိုင်ဆိုင်မှုအားလုံးကိုသူမကိုပေးအပ်ရမယ်ဆိုတဲ့စာချုပ်တစ်ခုကိုချုပ်ဆိုလိုက်ပါတယ်သူမလို့တာမန်မင်းကလေးတယောက်ကိုဘာကြောင့်ရုတ်တရက်သဘောကျသွားတာလဲဆိုတာကိုလက်ထောက်ကသိချင်နေပေမဲ့ CEO ကတော့သူမကငါဇနီးပဲလို့ပြက်ပြက်သားသားပြောလိုက်ပါတော့တယ်